Okay အဲ့ဒါဆိုလို့ရှိရင် Vera တို့အနေနဲ့ဒီ video လေးမှာတော့ unit 14 past continuous နဲ့ past simple Vera တို့နှစ်ခုလုံးလေ့လာပြီးပြီပေါ့နော် past continuous က was were verb ing အတိတ်တစ်ချိန်ချိန်မှာလုပ်နေခဲ့တဲ့ဖြစ်နေခဲ့တဲ့မပြီးပြတ်သေးတဲ့အကြောင်းအရာတွေကိုပြောချင်တဲ့အခါမှာသုံးတယ် past simple ကတော့အတိတ်မှာဖြစ်ခဲ့တဲ့အရာတွေ finish time complete လုံးဝပြီးဆုံးသွားပြီဖြစ်တဲ့အကြောင်းအရာတွေ complete action တွေကိုပြောတယ်Past continuous ရဲ့ helping verb က was were. Past simple ရဲ့ helping verb က did. Okay, တစ်ချက်လောက်ကြည့်ကြည့်အောင်. Jack was reading a book. Jack စာအုပ်ဖတ်နေခဲ့တယ်။စာအုပ်ဖတ်နေခဲ့တာကအရင်ဆုံးဖြစ်တာ။ His phone rang. စာအုပ်ဖတ်နေခဲ့တဲ့အချိန်မှာဖုန်းမိလာခဲ့တယ်။ He stopped reading. စာအုပ်ဖတ်တာကိုရပ်ခဲ့တယ်။ He answered his phone. သူဖုန်းပြန်ဖြေခဲ့တယ်။အတိတ်အချိန်တစ်ခုမှာအဖြစ်အပျက်3-4ခုဖြစ်တယ်ဆိုရင်ပထမဆုံးဖြစ်တဲ့အဖြစ်အပျက်ကို past continuous နဲ့တုံးရမယ်။နောက်မှဆက်တိုက်ဆက်ဖြစ်တဲ့အဖြစ်အပျက်တွေကို past simple နဲ့တုံးလို့ရတယ်ပေါ့နော်။ Okay အဲ့ဒါဆိုလို့ရှိရင်ဒီမှာကြည့်ကြည့်အောင် He started reading စာအုပ်ဖတ်နေခဲ့တာအရင်ဖြစ်တာ။အဲ့ဒီစာအုပ်ဖတ်နေတဲ့အချိန်မှာဖုန်းမိလာခဲ့တယ်။ဖုန်းမိလာခဲ့တော့စာအုပ်ဖတ်တာကိုရပ်လိုက်တယ်။ရပ်လိုက်ပြီးဖုန်းပြန်ဖြေခဲ့တယ်။နောက်မှဆက်တိုက်ဆက်ဖြစ်တာတွေကို past simple နဲ့တုံးလို့ရတယ်ပေါ့နော်။ past simple နဲ့ past continuous နဲ့တစ်ချက်ကြည့်ကြည့်အောင်What did you do yesterday morning? မနေ့မနက်ကတဲ့ဘာလုပ်ခဲ့လဲဆိုတော့ we played tennis ငါတို့ tennis ကစားခဲ့တယ် complete action ပြီးဆုံးသွားပြီ action ကဒီဘက်ကတော့ unfinished action What were you doing at 10:30 10:30တော့ဘာလို့နေခဲ့တာလဲ we were playing tennis ငါတို့ tennis ကစားနေခဲ့တာအဲ့ဒီအချိန်မှာ tennis ကစားနေခဲ့တာ7 နာရီလောက်မှာ tennis ကစားတာပြီးရလဲဖြစ်နိုင်တယ်ပေါ့နော်Jack read a book yesterday ဒီမှာ read လို့မဖတ်ရအောင်ပေါ့နော် read လို့ဖတ်ရမယ်ဘာလို့လဲဆိုတော့ past simple verb to form ဖြစ်နေလို့ပေါ့နော် Jack read a book yesterday ဆိုရင်အစအဆုံးဖတ်ပြီးသွားတာကိုဆိုလိုတာ Jack was reading a book when his phone rang ဖုန်းမိလာတဲ့အချိန်မှာတဲ့ Jack စာအုပ်ဖတ်နေခဲ့ပါတယ်တဲ့ဖတ်နေခဲ့တာမပြီးသေးဘူး unfinished action Did you watch the game on TV last night မနေ့ညက TV မှာတဲ့ game ကြည့်ခဲ့လား Were you watching TV when I phoned you ဖုန်းဆက်တုန်းက TV ကြည့်နေခဲ့တာလား It didn't rain while we were on holiday အလရခရီးထွက်နေတော့ကတဲ့မိုးမရွာခဲ့ဘူးတဲ့ It wasn't raining when I got up အေးရနိုးလာတော့မိုးရွာမနေခဲ့ပါဘူးတဲ့ I started work at 9 o'clock and finished at 4:30 အဲ့တော့ at 2:30 4:30မှာအလုပ်ပြီးရဆိုတော့2:30မှာ I was working အလုပ်လုပ်နေတော့မယ်အလုပ်လုပ်နေခဲ့ပါတယ်တဲ့ It was raining မိုးရွာနေခဲ့တယ် when we went out အတို့အပြင်သွားတဲ့အချိန်မိုးရွာနေခဲ့တယ်အဲ့တော့ကိုရီအပြင်မတွားခင်မှာမိုးကရွာနေပြီးသားဖြစ်နေရမယ်ပေါ့နော်အရင်ဖြစ်တဲ့ action ကို past continuous နဲ့တုံးတာပေါ့ I saw Lucy and Steve this morning Lucy နဲ့ Steve နဲ့ကိုတဲ့ဒီမနက်တွေ့ခဲ့တယ် They were waiting at the bus stop ဘတ်ကားမတိုင်မှာရက်စောင့်နေခဲ့တာဆိုတော့ဘတ်ကားမတိုင်မှာစောင့်နေတာအရင်စောင့်နေလို့ကိုကမြင်တာပေါ့မြင်တာနောက်မှာKelly fell asleep while she was reading စာအုပ်ဖတ်နေရင်းနဲ့အိပ်ပျော်သွားတယ်ဆိုတော့စာအုပ်ဖတ်တာကအရင်အတိတ်မှာဖြစ်ပျက်နှစ်ခုတုံးခုဖြစ်မယ်ဆိုရင်ပထမဆုံးဖြစ်တဲ့အဖြစ်ပျက် unfinished action ကိုသူက past continuous နဲ့တုံးတယ်နောက်မှဆက်တိုက်ဆက်ဖြစ်တဲ့အကြောင်းအရာတွေကိုရိုးရိုး past simple နဲ့တုံးလို့ရတယ် past continuous ဆိုရင် was were plus verb ing ဒါမမေ့ရဘူးပေါ့နော်သူရဲ့ဒီ helping verb တွေကရောလို့လည်းမရဘူးwas were plus verb ing ဒါ past continuous verb ing past continuous present continuous ဆိုလို့ရှိရင်မျက်စာ verb ing အခုလက်ရှိစကားပြောနေချိန်အခုလက်တလောလုပ်နေစေဖြစ်နေစေကိုပြောတာ past continuous ကအတိတ်တစ်ချိန်ချိန်မှာလုပ်နေခဲ့တယ်ဖြစ်နေခဲ့တဲ့အကြောင်းအရာကိုပြောတာ past simple ကကျတော့ဒီတိုင်း complete action အတိတ်မှာလုံးဝပြီးသွားခဲ့ပြီးဖြစ်တဲ့အကြောင်းအရာတွေကိုပြောတာ verb to နဲ့ပြောမယ် positive sentence မှာဆို negative နဲ့ question မှာဆိုလို့ရှိရင်တော့သူက did ကိုတုံးပေးရတယ်ပေါ့နော် okay အဲ့ဆိုလို့ရှိရင်တော့ဒါလေးကိုရမယ်လို့ထင်ပါတယ် unit 14လေးကိုလေ့လာပြီးပြီဆိုရင် exercise တစ်ခါတည်းဖြည့်ကြည့်ရမယ်ဖြည့်ပြီးရတဲ့ answer check လုပ်မယ်ဒါမှမဟုတ်ဆိုလို့ရှိရင်လည်း Vera video လေးတွေတင်ပေးမယ်အဲ့ဒီမှာတစ်ခုချင်းစီဖြည့်ပြပြီးတော့ရှင်းပြပေးရမယ်ပေါ့နော်မေးစရာရှိလို့ရှိရင် comment မှာမေးထားလို့ရပါတယ် thank you for your time and have a good day thank you